ဘဝဆိုတာအသက်ရှူတစ်ချက်အတွင်းမှာတင်ပြောင်းလဲသွားတတ်ပါတယ်ဖခင်ဖြစ်သူကွယ်လွန်သွားချိန်မှာသူ့အတွက်ကတော့သူ့အမေဟာတူးတဲသောကဘာဖြစ်ခဲ့ပါတယ်သူတစ်ပါးရဲ့အညစ်အကြေးတွေကိုစေးကြော်ရင်တားရဲ့အနာဂတ်ကိုအယောင်တင်ဖို့တော်အေးတယောက်ပင်ပန်းမှုကိုအန်တုခဲ့ရပါတယ်ပင်ပန်းပင်မဲ့အမေမျက်နှာမှာအပြုံးမပြတ်ခဲ့ဘူးတားလေးရဲ့ပညာရေးကသူမရဲ့တခုတည်းသောအားစိတ်မှုလိုပါစူးစမ်းမှုတွေဟာအရာထင်ခဲ့ပါပြီသူတဟာဆရာဝန်ကြီးတယောက်ဖြစ်လာခဲ့ပါတယ်တားညစာအတူစားဖို့အမေစောင့်နေမယ်နော်အမေကျွန်တော်လုံများတယ်လို့ပြောထားတယ်လေစောင့်မနေပါနဲ့အိမ်ကြီးကတော့ခန်းနာလာပါရဲ့ဒါပေမဲ့အမေအိုအတွက်နေရာလေးကတော့မရှိသလိုဖြစ်လာခဲ့ပါတယ်အေးနောက်မှပြန်ခေါ်လိုက်မယ်တာမေအမေကျွန်တော်အလုပ်ရှုပ်နေတယ်စကားပြောဖို့အချိန်မရှိဘူးဆိုတဲ့အကြောင်းပြချက်ဟာအမေနှလုံးသားကိုနာကျင်စေခဲ့ပါတယ်အထီးကျန်ခြင်းရဲ့နာကျင်မှုဟာအလုတ်ပင်ပန်းတာထပ်ပိုပြီးပြင်းထန်လုံးပါတယ်တညမှာတော့ဒေါ်အေးဟာသားအတွက်ဝင်ထုတ်ဝင်ပိုးမဖြစ်စေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အဲ့ဒီညဟာဒေါ်အေးရဲ့နောက်ဆုံးညဖြစ်ခဲ့ပါတယ်အမေမရှိတော့မှသူ့တဟာအမေရဲ့တန်ဖိုးကိုတီးခဲ့ရပါတယ်တားလေးအမေအတွက်စိတ်မကောင်းမဖြစ်ပါနဲ့တားအောင်မြင်တာကိုကြည့်ပြီးအမေပျော်ပျော်ကြီးထွက်သွားပါပြီဘလောက်ပဲတောင်းပန်ပါစေအချိန်လွန်သွားတဲ့နောင်တကိုတော့ဘယ်တော့မှပြင်လို့မရနိုင်တော့ပါဘူးမနှက်ဖြန်ဆိုတာတေးချပါသလားဒီနေ့မှတင်အမေကိုချစ်တယ်လို့ပြောလိုက်ပါ